လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်ဒီနှစ်သင်းကအင်္ဂလန်ရဲ့အောင်မြင်ဆုံးအသင်းတွေဖြစ်တာကြောင့်သူတို့နှစ်သင်းထိပ်တိုက်တွေ့တဲ့ပွဲစဉ်တွေကိုအင်္ဂလန်ဒါဘီလို့တောင်ခေါ်ကြပါတယ်ဒီလိုမျိုးပြိုင်ဆိုင်မှုပြင်းထန်လွန်းတာကြောင့်ဒီအသင်းနှစ်သင်းစလုံးမှာကစားခဲ့တဲ့ကစားသမားတွေဆိုတာလက်ချိုးရည်လို့ရပါတယ်ဒါကလည်းထူတော့မထူးဆန်းပါဘူးလီဗာပူးကစားသမားတစ်ယောက်ကမန်ချက်စတာယူနိုက်တက်အသင်းမှာကစားပေးမယ်ဆိုရင်လီဗာပူးပရိသတ်တွေရဲ့မုန်းတီးမှုကိုခံရမှာဖြစ်သလိုမန်ချက်စတာယူနိုက်တက်အသင်းကစားသမားတစ်ယောက်ကလည်းလီဗာပူးအသင်းအတွက်ကစားပေးမယ်ဆိုရင်မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်တွေရဲ့မုန်းတီးမှုကိုခံရမှာပါပရီးမီးယားလိခေတ်မှာဆိုရင်ကစားသမား၃ယောက်ကပဲဒီအသင်းနှစ်သင်းစလုံးတက်ကစားပေးခဲ့ပါတယ်ဒါတော့ဒီ၃ယောက်စလုံးကအသင်းနှစ်သင်းကြားဓာတ်ရိုက်ပြောင်းရွှေ့ခဲ့တာမဟုတ်ပါဘူး။ဂျားထဲမှာတခြားအသင်းတွေအတွက်ကစားပေးခဲ့ကြပါလေတဲ့။ဒီ၃ယောက်ထဲမှာနာမည်အကြီးဆုံးပရိသတ်တွေကြားတဲ့ရေပန်းအစားဆုံးကစားသမားဖြစ်ခဲ့တဲ့ငှက်မြက်လေးအိုဝင်အကြောင်းကိုဒီဗီဒီယိုမှာပြောပြပေးသွားပါမယ်။ထုံးစံအတိုင်းကျွန်တော်ရဲ့ဗီဒီယိုတွေကကစားသမားတွေရဲ့ play style တွေကိုအသေးစိတ်လေ့လာပြီးပြောပြပေးတာမျိုးမဟုတ်ပဲသူတို့တွေရဲ့ကစားသမားဘဝဖြတ်သန်းပုံသူတို့ရဲ့ biography တွေနဲ့ player တွေကသူတို့အပေါ်ဘယ်လိုသဘောထားလဲဆိုတာတွေကိုအဓိကထားပြီးပြောပြပေးတဲ့ဗီဒီယိုတွေပါ။အိုဝင်နဲ့ပတ်သက်လာရင်လည်းလီဗာပူး player တွေထဲမှာအမြင်မျိုးမျိုးကွဲနေလေးရှိပါတယ်။ဒါကိုလည်းအိုဝင်အကြောင်းပြောပြီးရင်အသေးစိတ်ဆက်ပြောသွားပါမယ်။အဲ့တော့အချိန်ဆွဲမနေပဲဗီဒီယိုလေးကိုစားလိုက်ရအောင်။အိုဝင်ကို1989ခုနှစ်ဒီဇင်ဘာလ14ရက်နေ့မှာတယ်ရီအိုဝင်နဲ့ဂျနတီအိုဝင်တို့ကအင်္ဂလန်နိုင်ငံအနောက်မြောက်ဘက်ချက်ဆိုင်ရာဒေသမှာရှိတဲ့ချက်စတာမြို့မှာမွေးဖွားခဲ့ပါတယ်။အိုဝင်ဟာမွေးချင်း9ယောက်ရှိတဲ့တဲမှာစတုတ္ထမြောက်ကလေးဖြစ်ပါတယ်။သူ့ရဲ့မွေးရမြေဖြစ်တဲ့ချက်ဆိုင်ရာဒေသဟာအင်္ဂလန်နိုင်ငံရဲ့နာမည်ကြီးဒေသတစ်ခုဖြစ်ပြီးမြောက်ဘက်မှာမန်ချက်စတာနဲ့မာဆီဆိုင်အနောက်ဘက်မှာဝေးနိုင်ငံတို့နဲ့နယ်နိမိတ်ချင်းထိစပ်နေပါတယ်။ချက်စတာမြို့ဟာလည်းရှေးခေတ်ရောမာတွေတည်ထောင်ခဲ့တဲ့မြို့တစ်မြို့ဖြစ်ပြီးရှေးဟောင်မြို့ရိုးတွေနဲ့ရောမာခေတ်ကအမှုပညာလက်ရာတွေကိုယနေ့ထိတိုင်မြင်တွေ့နေရပါသေးတယ်။အိုဝင်ရဲ့ဖခင်ဖြစ်သူတယ်ရီအိုဝင်ဟာလည်းဘောလုံးကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီးတိုက်စစ်မှုတစ်ယောက်အနေနဲ့ကစားခဲ့ပါတယ်။တယ်ရီအိုဝင်ဟာအေဗာတန်အသင်းမှာကစားသမားဘွားစတင်ခဲ့ပေမဲ့နှစ်ပွဲတာကစားခွင့်ရခဲ့ပြီးကစားသမားဘွားအများစုကိုအင်္ဂလန်ရဲ့အောက်တန်းလူတွေမှာဒါဖျက်ဆီးခဲ့ရပါတယ်။တယ်ရီအိုဝင်ဟာကစားသမားကောင်းတစ်ယောက်မဟုတ်ခဲ့ပေမဲ့တာဖြစ်သူမိုက်ကယ်အိုဝင်ကိုကမ္ဘာကျော်ဘောလုံးသမားတစ်ယောက်ဖြစ်အောင်ပြိုးထောင်ပေးနိုင်ခဲ့တာကြောင့်ဖခင်ကောင်းတစ်ယောက်တော့ဖြစ်ခဲ့ပါတယ်။အိုဝင်ဟာအသက်9နှစ်အရွယ်မှာတင်ဘောလုံးစကစားခဲ့ပြီးဖခင်ဖြစ်သူရဲ့ထောက်ပံ့မှုတွေကိုရရှိခဲ့သလိုဖခင်ဖြစ်သူရဲ့အသင်းဟောင်းဖြစ်တဲ့အေဗာတန်အသင်းရဲ့ပရိသတ်ပါဖြစ်လာခဲ့ပါတယ်။အေဗာတန်အသင်းရဲ့ပရိသတ်တစ်ယောက်ကလီဗာပူးအသင်းမှာကစားသမားဘွားစတင်ခဲ့ပြီးမန်ချက်စတာယူနိုက်တက်အသင်းသွားပါကစားပေးခဲ့တယ်။ထူတော့ထူဆန်းတာအိုဝင်ဟာအသက်10နှစ်အရွယ်မှာတင်ဒီဆိုင်အေရီယာမူလတန်းကျောင်းရဲ့ U17 အသင်းမှာရွေးချယ်ခံခဲ့ရပြီးအသက်9နှစ်အရွယ်မှာတင်အသင်းကောင်းဆောင်ဖြစ်တာဝန်ယူခဲ့ပါတယ်။ဒါအပြင်အီရန်ရုရှားတရားဒီအတွင်းကိုအများဆုံးစံချိန်ကို25ဂိုးပို့သွင်းက69ဂိုးအထိသွင်းခဲ့ပြီးကြော်ဖြတ်ပြခဲ့ပါတယ်။ဒီနေရာမှာအီရန်ရုရှားစံချိန်ဆိုတာလူငယ်အဆင့်ကစံချိန်ကိုပြောတာပါ။ဒီလိုမျိုးအလားအလာကောင်းတွေအများကြီးရှိခဲ့တာကြောင့်အိုဝင်ဟာအသက်12နှစ်အရွယ်မှာတင်ထိပ်တန်းကလပ်တွေရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရပြီးဒီထဲမှာလီဗာပူးအသင်းကတော့အိုဝင်ကိုအထူးတလဲစိတ်ဝင်စားခဲ့ပါတယ်။ဒါအပြင်လီဗာပူးအသင်းရဲ့လူငယ်တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာအရာရှိဖြစ်တဲ့စတီဟိုက်ဝေးကအိုဝင်စီကိုစာတစောင်ပို့ခဲ့ပြီးအိုဝင်ကိုဒီဝန်ကလေးကနေသဘောကျခဲ့တာဖြစ်ကြောင်းရေးသားထားခဲ့ကဒီအကြောင်းတွေကိုလည်းအိုဝင်ရဲ့ဖခင်ကပြန်လည်ပြောပြခဲ့ပါတယ်။ဒီလိုနဲ့ပဲအိုဝင်ဟာလီဗာပူးအသင်းကိုရောက်ရှိလာခဲ့ပါတယ်။တိတ်မကြခင်မှာပဲအိုဝင်ဟာအင်္ဂလန် U15 အသင်းနဲ့ U16 အသင်းတွေမှာဇာတ်ရွေးချယ်ခံခဲ့ရပြီးစံချိန်ပေါင်းများစွာကိုလည်းချိုးပြခဲ့ပါတယ်။အိုဝင်ဟာသူ့ရဲ့လျင်မြန်လာတဲ့မြန်နှုန်းနဲ့တီးကြတဲ့အဆုံးသက်စွမ်းရည်တွေကြောင့်အသက်19နှစ်အရွယ်မှာတင်အသင်းကြီးနဲ့စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။1990မေလ6ရက်နေ့မှာကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်တစ်ပွဲဖြစ်တဲ့ဝင်းဘဲတန်အသင်းနဲ့ပွဲစဉ်မှာတော့အိုဝင်ဟာအသင်းပေါ်ပတ်ထရစ်ဘာကရဲ့နေရာမှာလူစားဝင်ကစားခွင့်ရခဲ့ပြီးစီနီယာကစားသမားဘွားပထမဆုံးတွင်ကိုပါသွင်းယူနိုင်ခဲ့ပါတယ်။အိုဝင်ဟာအဲ့အချိန်တုန်းကအသက်19နှစ်နဲ့143ရက်ပဲရှိသေးတာကြောင့်လီဗာပူးအသင်းရဲ့တမိုင်းတစ်လျှောက်အသက်အငယ်ဆုံးဂိုးသွင်းရှင်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။အဲ့နောက်1998ရာသီမှာတော့လီဗာပူးအသင်းရဲ့အဓိကတိုက်စစ်မှုဖြစ်တဲ့ရော်ဘီဖောင်လာဒန်ယာရနေခဲ့တာကြောင့်အိုဝင်ဟာအသင်းရဲ့အဓိကတိုက်စစ်မှုဖြစ်လာခဲ့ပြီးတွင်68ဂိုးနဲ့အတူပရီးမီးယားလိဆွေးမနဆုကိုပါရရှိခဲ့ပါတယ်။ဒါအပြင်အဲ့ဒီရာသီမှာပဲပရီးမီးယားလိရဲ့တနစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကိုရခဲ့တဲ့အပြင်တနစ်တာအကောင်းဆုံးကစားသမားဆုမှာလည်းတတိယနေရာရရှိခဲ့ပါတယ်။ဒီအရာတွေအားလုံးကိုအိုဝင်ဟာအသက်18-19ဝန်းကျင်မှာနေလုပ်ပြခဲ့တာပါ။ဒါကိုကြည့်မယ်ဆိုရင်အိုဝင်ရဲ့ပါရမီကိုလည်းခက်မှန်မိမယ်ထင်ပါတယ်။အိုဝင်ဟာလီဗာပူးအသင်းမှာ2004ခုနှစ်အထိကစားခဲ့ပြီးပြိုင်ပွဲစုံ298ပွဲကစားခဲ့က158ဂိုးသွင်းခဲ့ပြီး48ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒါအပြင်လီဗာပူးအသင်းနဲ့အတူ2010ခုနှစ်မှာအဖေဖလားလီဖလားယခုအခေါ်ကာရာဘောင်ဖလားနဲ့ယူရိုပါလိဖလားတို့ကိုရရှိခဲ့တာကြောင့်တရားဒီအတွင်းဖလား3လုံးရခဲ့တဲ့အပြင်ဘောလုံးတော်စုကိုလည်းရမှတ်186မှတ်နဲ့အတူရရှိခဲ့ပါတယ်။ဒါဟာလီဗာပူးအသင်းရဲ့တမိုင်းမှာပထမဆုံးနဲ့တဦးတည်းသောဘောလုံးတော်စုစဉ်အဖြစ်အမှတ်တမ်းဝင်ခဲ့ပါတယ်။အဲ့ဒီအချိန်တွေကတော့အိုဝင်ရဲ့ကစားသမားဘဝမှာဖုံမီနေလာအတော့ပဆုံးချိန်တွေဖြစ်ခဲ့ပြီးသူရဲ့နာမည်ကလည်းဘောလုံးပရိသတ်တိုင်းရဲ့အာယုံကိုဖန်ဆားလာနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီလိုမျိုးအဖက်ဖက်ကပြည့်စုံနေတဲ့
တဲ့အိုဝင်ရဲ့ဘဝအတွက်ကံကြမ္မာကမမျှော်လင့်ထားတဲ့လက်ဆောင်တစ်ခုတဖြည်းဖြည်းချင်းပေးဖို့လုပ်နေတာကိုတော့အိုဝင်တယောက်မရိပ်မိခဲ့ပါဘူး။အိုဝင်ဟာသူ့ရဲ့မျက်နှာမြင့်ကစားပုံကြောင့်ငှက်မြက်လေးဆိုပြီးနာမည်ကြီးခဲ့သလိုတစ်ဖက်မှာလည်းဒီလိုကစားဟန်ကြောင့်ပဲဒဏ်ရာတွေကိုဖိတ်ခေါ်မိလေးစီးပါတယ်။1996ခုနှစ်လီယူနိုက်တက်နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာဟန်စထရင်းနဲ့ရခဲ့ပြီးထိုဒဏ်ရာကနေပြန်ကောင်းလာခဲ့တဲ့နောက်ပိုင်းမှာလည်းဒဏ်ရာတွေမကြာခဏရလာခဲ့ပါတယ်။ဘဟုတုတအနေနဲ့ပြောရရင်ဟန်စထရင်းဆိုတာကျွန်တော်တို့ရဲ့ပေါင်နှောင်းမှာရှိတဲ့မာဆယ်အုပ်စု3ခုကိုပေါင်းပြီးခေါ်တဲ့အခေါ်အဝေါ်ဖြစ်ပြီးအဲ့ဒီမာဆယ်တွေစုပ်ပြဲပြီးဒဏ်ရာရသွားမယ်ဆိုရင်ဟန်စထရင်းနဲ့ရတယ်လို့ခေါ်ပါတယ်။ fan fact တစ်ခုအနေနဲ့ပြောရရင်ဒီဒဏ်ရာတွေကမြန်နှုံးမြင့်ကစားသမားတွေမှာအဖြစ်များလေးရှိပါတယ်။ဒါကလည်းဒီလိုကစားသမားတွေကပြည်တဲ့အချိန်မှာသူတို့ရဲ့ပေါင်နှောင်းမာဆယ်တွေကိုပုံမှန်ထက်ဆန်းထုတ်တဲ့အချိန်ရည်အတွက်ပုံများတာကြောင့်မာဆယ်တွေအနေနဲ့အဲ့ဒီတန်းစင်းတန်းကိုမခံနိုင်ပဲစုပ်ပြဲသွားလေးရှိတာကြောင့်ပါ။ဒီလိုဒဏ်ရာကတခြားသောဒဏ်ရာတွေကိုလည်းဖိတ်ခေါ်လေးရှိပါတယ်။ဂါရက်ဘေးဆိုရင်လည်းဟန်စထရင်းနဲ့ကြောင့်ပဲမကြာခဏအနားယူရလေးရှိပါတယ်။တကောက်ကျော်ဒဏ်ရာမှာလည်းအစင်တမတ်ချက်တွေရှိပြီး grade မြင့်လေးဒဏ်ရာပိုပြင်းထန်လေးရှိပါတယ်။လီနဲ့ပွဲမှာအိုဝင်ရခဲ့တဲ့ဒဏ်ရာဟာ grade 3အဆင့်ရှိတာကြောင့်တော်တော်လေးပြင်းထန်တဲ့အထက်ပါပါတယ်။ဒါက hamstring ဒဏ်ရာတွေအကြောင်းကျွန်တော်လေးလာမိတော့ပြန်ဆင်းပြတာဖြစ်ပြီးကျွန်တော်ကိုယ်တိုင်လည်းဆရာဝန်တယောက်မဟုတ်တာကြောင့်အမှားယွင်းတွေရှိခဲ့ရင်နားလည်ပေးကြဖို့တောင်းဆိုချင်ပါတယ်။နောက်ထပ် fan fact တစ်ခုကိုပြောရရင်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာ200%လောက်ကပဲ subscribe လုပ်ထားပြီးကျန်တဲ့98%လောက်က subscribe မလုပ်ရသေးတာကြောင့် subscribe လုပ်ဖို့မင်းနေတယ်ဆိုရင်လည်းလုပ်ပေးခဲ့ကြပါအောင်။ဗီဒီယိုလေးကိုသဘောကျတဲ့ဆိုရင်လည်း like လုပ်လေးကိုနှိပ်ပေးခဲ့လို့ရပါတယ်။ဒါမှလည်း YouTube ကတခြားသူတွေကို recommend ပေးမှာမို့လို့ပါ။အကြောင်းအရာကိုပြန်ဆက်ရရင်အိုဝင်ဟာ2004ခုနှစ်မှာစပိန်ထိပ်တီကလပ်ဖြစ်တဲ့ Real အသင်းကိုပြောင်းရွှေ့ကြေးပေါင်စစ်တန်းနဲ့ပြောင်းရွှေ့ခဲ့ပြီးကျယ်စင်စုအသင်းရဲ့နောက်ထပ်ကျက်တပွင့်ဖြစ်လာခဲ့ပါတယ်။အိုဝင်ရဲ့ပြောင်းရွှေ့ကြေးနေရတဲ့အကြောင်းကတော့လီဗာပူးအသင်းနဲ့စာချုပ်သက်တမ်းတစ်နှစ်ပဲကျန်တော့တာကို Real အသင်းကအခွင့်အရေးယူနိုင်ခဲ့လို့ပါ။ဒါပေမဲ့ဒီအပြောင်းရွှေ့ဟာအိုဝင်ရဲ့ကစားသမားဘဝကိုနှိမ့်ကျသွားစေမယ်ပထမဆုံးခြေလှမ်းဖြစ်ခဲ့ပါတယ်။တီးကြတဲ့အတိုင်းဒိုဂျီ ဖီကို ကာလို ရာအူ ဘက်ခန် ဇီဒန်တို့လိုတဲ့ကျဲတွေရှိတဲ့အသင်းမှာပွဲထွက်ခွင့်ရဖို့အတွက်ဆိုတာကအိုဝင်လိုကစားသမားအတွက်ဆိုရင်တော့ထင်ထားတာထက်အများကြီးပိုခက်ခဲပါတယ်။အိုဝင်ဟာပွဲကစားရတာထက်အရန်ကုန်မှာထိုင်ရတာကပိုများနေခဲ့ပြီးခြေစွမ်းပြဖို့ပါရုန်းကန်နေရတာကြောင့်စပိန်မီဒီယာတွေရဲ့ဝေဖန်မှုကိုပါမကြာခဏခံခဲ့ရပါတယ်။ဒီလိုအခက်ခဲတွေရှိနေတာတော့အိုဝင်ဟာအဲ့ရဒီမှာ16ကိုအတီးသွင်းနိုင်ခဲ့ပါတယ်။ဒါကတော့လီဗာပူးအသင်းရဲ့တိုက်စစ်မှုဟောင်းဖြစ်တဲ့မိုက်ကယ်အိုဝင်ရဲ့ကစားသမားဘဝအကြောင်းအပိုင်း1ပါ။အစတုန်းကတော့ဗီဒီယိုတစ်ပုဒ်ထဲမှာပဲအားလုံးပြောလိုက်ဖို့လုပ်ထားပေမဲ့တစ်ပုဒ်ထဲမှာပဲအားလုံးပြောလိုက်ရင်ဗီဒီယိုကမတရားစီသွားမှဆိုတဲ့အပြင်နားထောင်တဲ့သူတွေပါပြင်းသွားမှဆိုတာကြောင့်ပတ်ဝန်းပတ်သူခွဲပြီးလုပ်လိုက်တာပါ။ပတ်သူကိုလည်းမကြခင်တင်ပေးသွားမှဖြစ်တာကြောင့်ကြေးကျင်းနေဆိုရင် channel လေးကို subscribe လုပ်ထားလို့ရပါတယ်။ပိုကောင်းတဲ့ဗီဒီယိုတွေနဲ့အတူပြန်လာခဲ့ပါမယ်။